ခေါင်းဆောင်တယောက်အစပိုင်းမှာအားကောင်းနေပြီမဲ့တည်ယူမှုမရှိရင်သူတို့ရဲ့အတွေးခေါ်တွေကခင်းနောက်ကျကျရင်သွားတယ် app အသစ်တစ်ခုကအရာအလုံးချောမွေ့တယ်ညံဆန်တယ်စိတ်ချတယ်ဒါပေမဲ့ update လုံးဝမလုပ်ရင်ချွတ်ယွန်းချက်တွေပေါ်လာပြီးတော့ခဏချွတ်ယွန်းတယ်ခေါင်းဆောင်မှုကလည်းဒီလိုပဲခေါင်းဆောင်တယောက်အစပိုင်းမှာအားကောင်းနေပြီမဲ့တည်ယူမှုမရှိရင်သူတို့ရဲ့အတွေးခေါ်တွေကခင်းနောက်ကျကျရင်သွားတယ်site manager တယောက်ဖောက်တယ်တွေရဲ့မကျေနပ်ချက်တွေတိုးလာနေတာကိုရင်ဆိုင်ခဲ့ရတယ်သူ့အဖွဲ့ကိုအပြစ်တင်လာတဲ့တခြားသူတွေဘယ်လိုဖြေရှင်းကြလဲဆိုတာသိဖို့သူဆုံးဖြတ်ချက်ချခဲ့တယ်ဝန်ဆောင်မှုအကြောင်းစာအုပ်တူလေးတွေဖတ်ပြီးတော့ဖောက်တယ်တွေကိုနာမည်နဲ့ခေါ်နိုင်အောင်လုပ်ရင်းနဲ့ကိုယ်တိုင်ကျေးဇူးတင်ကြောင်းပြောဖို့ဆိုတဲ့ရိုးရှင်းတဲ့အသွေးလေးတစ်ခုသူလေ့လာမှုတွေကနေရခဲ့တယ်ရက်တစ်ပတ်အနေငယ်တွင်မှာပဲမကျေနပ်ချက်တွေတဝက်လောက်ရှော့သွားပြီးတော့သူတို့ရောင်းအားတက်လာတယ်အဲ့ဒီသေးငယ်တဲ့ update လေးကြောင့်သူစနစ်တစ်ခုလုံးပြောင်းလဲသွားခဲ့တယ်လို့ပြောလို့ရတယ် Truman ပြောခဲ့တဲ့စကားလေး Leaders are readers ခေါင်းဆောင်တွေကစာဖတ်တဲ့လူတွေဖြစ်ကြတယ်ခေါင်းဆောင်တွေကဘာဖြစ်လို့စာဖတ်ဖို့အရေးကြီးတာအသိပညာဆိုတာခေါင်းဆောင်တွေအတွက်လောင်စာစီပဲစီးပွားရေးလောကရင်ငတ်ထပ်ပို့ပြီးတော့မြန်ဆန်ပြောင်းလဲနေတယ်ဒီကနည်းပညာတွေပြောင်းလဲလာတယ်ပြောင်းလဲလာတဲ့နည်းပညာတွေကိုဖောက်တယ်တွေကလိုက်သုံးရတယ်အဲ့ဒါကြောင့်ဈေးကွက်ကြီးလည်းလိုက်ပြောင်းလာတယ်ခေါင်းဆောင်တွေတည်မှုရက်တန့်သွားရင်သူတို့ရဲ့အသွေးတွေကခင်းနောက်ကျပြီးတော့ကျန်ခဲ့ software update တွေက app ကိုချောမွေ့နဲ့အလုပ်စေတယ်လို့မျိုးပဲစာဖတ်တဲ့လိလာတင်ယူတဲ့ခေါင်းဆောင်တွေလည်းလန်ဆန်ပြီးတော့ချောမွေ့နဲ့ရှေ့ဆက်နိုင်မှာဖြစ်တယ်တင်ယူမှုရက်ပစ်လိုက်တဲ့စိုက်ပိုင်ရှင်တယောက်တော့ကနှစ်ပေါင်းများစွာသူ့ဆိုင်ကိုငကိုအတိုင်းပဲဆက်လုပ်ကင်နေတယ်ဆိုရင်နောက်ဆုံးပိုကောင်းတဲ့အတွေးတွေနဲ့ပြိုင်ဘက်တစ်တွေသူ့ဖောက်တယ်တွေယူသွားလိမ့်မယ်